မုန်တိုင်းပြင်းထန်တဲ့မိုးကောင်းကင်ထဲမှာလေယာဉ်တစ်စင်းဟာခက်ခက်ခဲခဲနဲ့ပြန်တန်းနေရပါတယ်။လေယာဉ်ပေါ်တွင်လည်းအဓိကဇက်ကောင်လင်းနာဟာလည်းလုပ်ငန်းခရီးစဉ်ကနေသူ့လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူပြန်လာနေခဲ့ပါတယ်။အစပိုင်းမှာအားလုံးအဆင်ပြေနေပေမဲ့ရုတ်တရက်လေယာဉ်ကပြင်းပြင်းထန်ထန်လှုပ်ခါလာပါတယ်။နောက်တစ်ခဏမှပဲပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားသွားပါတယ်။စီးပုံးမပတ်ထားတဲ့လူတွေကလေယာဉ်ပိုင်းစားတွေနဲ့အတူဆွန့်ပစ်ခံလိုက်ရတယ်လို့ဖြစ်သွားကြပါတယ်။အဲ့ဒီနောက်ခဲဘင်းရဲ့အစိပ်ပိုင်းတစ်ခုဟာဖိအားကြောင့်ပွင့်ထွက်သွားပြီးလေပြင်းတွေကြားမှာလူတချို့ကလေရင်အပြင်ဘက်ကိုဓာတ်ရိုက်လွင့်ထွက်သွားကြပါတယ်။အဲ့ဒီအချိန်မှာမန်နေဂျာဖြစ်တဲ့ Bradley ကသူ့အသက်ရှင်ဖို့ Linda ရဲ့ခြေထောက်ကိုတင်းတင်းကြပ်ကြပ်ဆွဲထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလူတစ်ယောက်က Bradley စီအကူအညီတောင်းဖို့လာခဲ့ပေမဲ့ Bradley ကအဲ့ဒီလူကိုရက်ရက်ဆက်ဆက်အပြင်ဘက်ကိုတွန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့လေထဲကျနေတဲ့အချိန်မှာအဲ့ဒီလူက Bradley ရဲ့ခြေထောက်ကိုပြန်ဖမ်းမိသွားပြီး Bradley ဟာ balance ပြတ်သွားကနှစ်ယောက်လုံးလေယာဉ်အပြင်ကိုပြုတ်ကျသွားကြပါတယ်။Linda ကဒီပြဿနာပြီးစိတ်မအေးရသေးခင်အမောင်ထူးကြီးကသူ့မောက်ကိုဝန်းရံလာတယ်လို့ခံစားရပြီးလေယာဉ်ကထိမရတော့ပဲသမုတ်တရားထဲကိုဓာတ်ရိုက်ကျဆင်းသွားပါတော့တယ်။ကံကောင်းစွာနဲ့လေယာဉ်ပြတ်ကျတဲ့အနေအထားကြောင့်ချက်ချင်းမကွဲသွားပဲ Linda အသက်ရှင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရေတွေလျင်မြန်စွာဝင်လာတာကိုမြင်တော့ Linda က seat belt ကိုအမြန်ဖြုတ်ပြီးရေထဲကနေကူးထွက်ခဲ့ပါတယ်။အသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့သူ့အတွက်အန္တရာယ်ကမပြီးသေးပါဘူး။ဘာကြောင့်လဲဆိုတော့သူဟာလူမရှိတဲ့ကျွန်းပေါက်တစ်ခုမှာတောင်တင်နေပြီးအဆုံးမရှိသလိုထင်ရတဲ့သမုတ်တရားအလယ်မှာတယောက်တည်းပိတ်မိနေခဲ့လို့ပါပဲ။အဲ့ဒီအချိန်မှာပဲအဝေးမှာကျွန်းငယ်လေးတစ်ခုကိုမြင်လိုက်ရပြီး Linda ဟာရှိသမျှအားအင်နဲ့အဲ့ဒီကျွန်းဘက်ကိုကူးသွားပါတော့တယ်။မနက်ရောက်တဲ့အခါမှာတော့သူဟာနောက်ဆုံးအဲ့ဒီကျွန်းကိုရောက်ရှိနိုင်ခဲ့ပြီးယာယီအားဖြင့်အသက်ဘေးကလွတ်မြောက်သွားပါတယ်။ဒါပေမဲ့တကယ့်အန္တရာယ်ကအခုမှစတော့မယ်ဆိုတာတော့သူမသိသေးပါဘူး။